ပိုင်ကိုတို့ရေအခုမြင်တွေ့နေရတာတော့လေယာမြေပြင်စင်စိုက်ပျိုးရမှာမြေကြီးလွာကိုအောက်ချိန်မှာနက်နဲတူးဆော့လှန်ပေးနိုင်တဲ့မြေလယ်ပန်းဖြစ်ပါတယ်ဒီမြေလယ်ပန်းကချက်ခဲနေတဲ့မြေခဲတွေကိုလွယ်ကူလျင်မြန်စွာလှန်ပေးပြီးတော့ပေါင်းမြတ်တဲ့ရိုးပြက်များကိုမြေစာအတွင်းသမသွားအောင်ဆောင်ရွက်ပေးပါတယ်အထူးသဖြင့်ရွှေရိုးရဲ့စမတ်တစိတ်မြေလယ်ပန်းတွေကဝန်ယုံအားအပူဓာတ်နဲ့ပို့တိုင်းမှုဓာတ်များကိုခံနိုင်ရရှိပြီးတော့ဗန်းအနားများကိုအလဲတကူကွဲအပ်ခြင်းပုံစံပြတ်သွားခြင်းမှာကာကွယ်ပေးကထွန်ဆက်ရဲ့ဝင်ပိမှုကိုပါရှော့ချပေးနိုင်ပါတယ်ရှင်။မှာယူလိုပါကဖုန်းနံပါတ်39ကို9663 9658မှာဆက်သွယ်မှာယူလိုက်ပါရှင်။ရည်သွေးကောင်းမွန်အောင်ဆက်မွန်